ဒီ first name နဲ့ last name နဲ့ကအဲ့ဒီ nature ရှိလားမရှိဘူးလေမျိုးရိုးနာမည်တို့ဘာတို့မရှိဘူးလေနော်ဟိုပေးခြင်းသာကျွန်တော်တို့ဥမာအောင်ဆိုတဲ့အဖေနာမည်အောင်ဆိုရင်သားနဲ့သမီးနဲ့နာမည်တွေမှာအောင်လိုက်ထည့်တာမျိုးကဒါကထည့်ခြင်းနဲ့မိသားစုလည်းထည့်တယ်မထည့်ခြင်းနဲ့မိသားစုလည်းမထည့်ဘူးပေါ့လေတခြားနိုင်ငံတွေမှာတော့ဒီ last name ဆိုတာကသူတို့ရဲ့ family name ဖြစ်တာများတယ်မိသားစုနာမည်ပေါ့ဆိုတော့ဟုတ်ပြီအဲ့ဒီမှာကျွန်တော်နာမည်ဆိုရင်ကြည့်အောင်ဝေလင်းအောင်เนาะနာမည်ဘယ်နှလုံးရှိလဲ3လုံးရှိတယ်အဲ့မှာဘာပြဿနာတက်လဲဆိုရင်ကျွန်တော်က first name ဆိုရင်ဝေလို့ပြောလိုက်ပေါ့เนาะ last name ကအောင်လို့ရေးလိုက်တယ်ဘာချန်ခဲ့လဲလင်းကြံခဲ့เนาะအဲ့ဒါဘာဘယ်မှာပြဿနာတက်လဲဆိုရင် passport လျှောက်တာတို့เนาะ visa လျှောက်တာတို့လေယာဉ်လက်မှတ်ဝယ်တာတို့အဲ့ဒီနေရာတွေမှာပြဿနာတက်တယ်အဲ့တော့ကျွန်တော်နီးလေးတစ်ခုပြောပြပါကျွန်တော်ကိုလေးပေါ့နော်ဒီ last name ကအောင်လို့ကိုထားလိုက်တယ်ပဲထားပါတော့ကွာ last name ကအောင်ဒါဆိုရင် first name ကနှလုံးလုံးထည့်လိုက်ခုနဝေလင်းနှလုံးလုံးကို first name မှာထည့်လိုက်ပြီးတော့မှအောင်ဆိုပြီးထည့်လိုက် last name ပေါ့အဲ့တော့ကျွန်တော်နာမည်ဆိုဘယ်လိုဖြစ်မလဲ first name ကဝေလင်း last name ကအောင်နော်ဒါဆိုရင်ကျွန်တော်တို့ပြန်တွဲလိုက်ရင်လေဝေလင်းအောင်ပြန်မဖြူလားဖြစ်တယ်နော် first name နဲ့ last name နဲ့တွဲလို့ခုနဝေနဲ့ first name ကဝေပဲလေဟုတ်တယ်လေနော် last name ကအောင်ပဲလေဟုတ်တယ်လေဆိုပြီးတော့ထားလိုက်ပြန်တွဲချလိုက်တော့ပဲဖြစ်သွားတယ်ဝေအောင်ဖြစ်သွားတယ်လင်းပြောက်သွားတယ်နော်အဲ့ဒါကြောင့်မလို့ view site ပါ first name မှာပဲဖြစ်ဖြစ် last name မှာပဲဖြစ်ဖြစ်ကိုယ့်နာမည်ကိုသူကနှစ်ပိုင်းပိုင်းလိုက်ကွာနော်နှစ်ပိုင်းပိုင်းလိုက်အဆင်ပြေသလိုပိုင်းလိုက်ပေါ့ပိုင်းလိုက်ပြီးတော့မှကျွန်တော်တို့နော် last name ကကိုဘာထားမလဲအောင်ထားမလားထားလိုက်တယ်ဆိုရင်ရှေ့ကကျန်တဲ့ဟာတွေအကုန်လုံး first name မှာအကုန်ထည့်လိုက်ပေါ့နော်